ဒီလူကြီးကတေးပြီးတဲ့အခါမှာဝိညာဉ်ထွက်သွားတာဖြစ်ပြီးတော့အမှန်တကယ်ဆိုတော့မျိုးဆောင်တဲ့ကိုတေးစင်းသွင်းမိမယ်လေတပင်နာမှာကတ်နေပြီးအပြင်ထွက်လို့တော့မရပါဘူးစစ်သားကတေးပြီးသားအလောင်းကိုတော့မှဓာတ်နဲ့ထပ်ထိုးလိုက်ပါသေးတယ်လူကြီးရဲ့ဝိညာဉ်ကခန္ဓာကိုယ်ထဲပြန်ဝင်ပြီးတော့ဓာတ်တရားတွေရှိနေတာတော့မှအသက်ကပြန်ပြီးတော့ရှင်လာခဲ့ပါတယ်အဲ့ဒီလူကြီးဟာတပင်ကအသက်ပြန်ရှင်နိုင်တဲ့ဆွမ်းအားပေးနေတာကိုမယုံကြည်ဘူးဆိုပေမဲ့စာအုပ်မှာမှတ်တမ်းရေးခဲ့ပြီးနောက်ထပ်မျိုးဆက်တွေအသက်ပြန်ပြီးတော့ရှင်နိုင်မရှင်နိုင်တပင်နဲ့ဆန်းသက်လို့ရအောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်နှစ်ပေါင်း20လောက်ကြာတဲ့အခါမှာတော့ကောင်လေးတယောက်ကအမှတ်တမ်းစာအုပ်ကိုတွေ့ပြီးတော့အံ့ဩနေသလိုအဲ့ဒီကောင်လေးဟာအံ့ဩလွန်းတာကြောင့်ပဲတစ်ပင်ကိုအပြင်မှာပြေးပြီးတော့ကြည့်ပေမဲ့လေတစ်ပင်ဟာအခုခဏရပြီပဲဖြစ်ပါတယ်။တေတော်ဌာနကတစ်ပင်ကိုခုတ်ပြီးတော့အချောတက်ကရောင်းဖို့လုပ်နေတာဖြစ်ပြီးကောင်လေးအမြန်ရောက်လာပြီးတော့လိုချင်တာရှာဖို့အတွက်စူးစမ်းပါတယ်။ကျွန်တော်တင်ကိုင်းလေးရှာခြင်းလို့ပါအရင်အရေးကြီးတယ်တဲ့။တေတော်ဌာနကလူတွေဟာကောင်လေးပြောတာကအတိတ်ပဲမရှိဘူးဆိုတော့ကိုပြောပြီးတော့မှတစ်တုံးကိုဖျက်လိုက်ပြီးတော့ပြောလိုက်ပါတယ်။ကောင်လေးကဝင်ရှာဖို့လုပ်တဲ့အခါမှာအပြင်ကိုဆွဲပြီးတော့ထုတ်သွားကြပါတယ်။တေတော်ဌာနကလူတွေဆူတောင်းပွဲလုပ်နေတော့မှကောင်လေးကတေတုံးပြတ်တဲ့တဲတဲကိုခုံဝင်ပြီးတော့တေပင်ဆောင်နဲ့ကိုရှာဖို့အတွက်လုပ်ပါတယ်တေပင်ဆောင်နဲ့ကျွန်တော်ကိုရောင်ပြပါမင်းမတည်သေးပဲနဲ့ငါကမင်းကိုဘလို့လို့ကိုရောင်ပြရမှာလဲတေပင်ဆောင်နဲ့ရှိတဲ့တေတုံးကိုရှောက်တေးသွားပြီးတော့ပြောနေတော့မှပဲတာဝန်ရှိတဲ့သူရောက်လာခဲ့ပြီးတော့သူ့ကိုထွက်သွားဖို့အတွက်ပြောပါတယ်အပြင်ကပူဇော်နေတဲ့သူတွေကလည်းကြီးစီတီးပြီးတော့မှတေတုံးတွေထည့်ထားတဲ့နေရာကိုမီးရှို့ပါတယ်ရေရင်းနဲ့မီးလောင်သွားခဲ့ပြီးတော့ကောင်လေးကတော့တေတုံးကိုဖက်ပြီးတော့နေပါတယ်ခဏနေတော့ကောင်လေးအပြင်ဘက်ကိုလွှင့်ထွက်လာခဲ့တာဖြစ်ပါတယ်မျက်နှာမှာလည်းပတိတွေနဲ့ဖြစ်နေပြီးတော့မှအနားယူဖို့အတွက်ဂရင်မော်ကိုတင်လိုက်ပါတယ်တစ်ပင်ဆောင်နဲ့ရှိနေတာကိုတက်တည်ပြဖို့အတွက်ကိုယ်တိုင်မီးလောင်ခံပြီးတော့ပြတာကတော့စွန်သားရာကြောက်လွန်လှပါတယ်တေတော်ဌာနကလူတွေကကောင်လေးရဲ့ဇနီးကိုသွားရှာပြီးတော့ရော်ကြီးတွေလည်းပေးကြပါတယ်ဇနီးဖြစ်တဲ့သူကလည်းကောင်လေးပါရှာနေမှမသိပါဘူးကောင်လေးကနေတိုင်းပဲစာပတ်ခန်းထဲကနေမထွက်ဘဲနဲ့စာအုပ်တွေကိုပဲနေမင်းညာမနာနဲ့ရှာပြီးတော့ဖတ်နေတာပါကောင်လေးစာပတ်ခန်းထဲကိုလာပြီးတော့ဘာတွေရှိမလဲရှာဖွေကြပါတယ်မဆုစာအုပ်ကိုတွေ့သွားခဲ့ပြီးတော့ကောင်လေးရဲ့ရှာဖွေမှုအသစ်တွေရေးထားတာကိုလည်းတွေ့လိုက်ရပါတော့တယ်ကဘာပေါ်မှာနေပြားတကယ်ရှိတာလားအကုန်လုံးနေပြားတည်ရှိတဲ့တေလုံးကိုကြည့်ဖို့အတွက်လာကြပါတယ်အသက်ကလေးနေပြားကိုရှာဖွေဖို့တဲ့ပစင်ယူပြီးတော့တစ်သားထည့်လာတဲ့အခန်းကိုအပေါက်ကလေးဖောက်လိုက်ပါတယ်မိဖို့ရောက်မဲတွေအများကြီးထွက်လာခဲ့တာဖြစ်ပြီးတော့ငါလွတ်လပ်ပြီးမင်းတို့ကိုကျေးဇူးတင်ပါတယ်လို့ပြောနေပါတယ်အကုန်လုံးတစ်ပင်ဆောင်နဲ့ရှိတယ်ဆိုတာကိုယုံကြည်သွားကြပြီးတော့မှအုတ်ဒီကိုဖြုတ်ပြီးတော့အထက်ကိုဝင်ကြည့်တဲ့အခါမှာမိမဆွဲတဲ့အဖြူရောင်အတုံးကြီးကိုတွေ့ရတော့အထက်မှာတစ်ပင်ဆောင်ရဲ့တစ်တုံးရှိမယ်လို့သူတို့တွေဟာတွေးလိုက်တာဖြစ်ပါတယ်တေတော်ဌာနလူဟာကောင်လေးရဲ့မိမကိုပြောပြဖို့တဲ့စဉ်းစားထားပေမဲ့မပြောဘူးမှာထားတဲ့ဇောက်ကိုတွေ့တော့မပြောလဲရပါဘူးကောင်လေးနဲ့သူ့ရဲ့မိမလက်ထပ်ပြီးတဲ့ခါမှာတစ်တုံးကိုရှာတွေ့ခဲ့ပေမဲ့လေဘလောက်ပဲမီးရှို့မီးကတော့မဆွဲပါဘူးကောင်လေးတို့မိသားစုလည်းတစ်တုံးရာဇဝင်ကိုရှာမတွေ့နိုင်ဖြစ်ခဲ့ပါတယ်ကောင်လေးတို့မိသားစုလည်းတစ်တုံးရာဇဝင်ကိုရှာမတွေ့ခဲ့ပါဘူးရဲတွေစီယူလာပြီးတော့အထက်မှာတစ်ဆောင်နဲ့တကယ်ရှိမရှိရှာဖွေကြပြီးတော့နှစ်ယောက်သားတေချာစစ်ပြီးတဲ့အခါမှာတာမန်တစ်တုံးလိုပဲပြောလိုက်ကြပါတယ်ညရောက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့ဖြစ်ရတွေဖြစ်လာခဲ့ပြီးအထက်မှာတရေရှိတယ်တဲ့လူကြီးမင်းတို့ရောတည်ပြီးတော့တေတုံးလေးကိုဝင်စားနေရဆိုတာယုံကြပါသလားသူကတော့အရှင်လက်လက်မီးရှို့အသက်ခံရပြီးတော့ဝိညာဉ်ဟာတေတုံးမှာတွေ့ကက်နေခဲ့တာဖြစ်ပါတယ်နေပေါင်း20ကြာပြီးတဲ့အခါမှာတော့ကောင်လေးကအဲ့ဒီတေတုံးကိုရှာတွေ့ပြီးတော့လိလာဆန်းသမှုတွေပြုလုပ်ခဲ့ပါတယ်တေတုံးထဲမှာဝိညာဉ်ရှိနေတယ်ဆိုတာသိသွားတဲ့အခါမှာတေတုံးကိုဓာတ်မှန်တော်မှာရိုက်ပေးလိုက်ပါသေးတယ်ညဘက်ရောက်တဲ့အခါမှာတော့ဓာတ်မှန်ပုံကိုတေချာလေးကြည့်ပေမဲ့ဘာမှမထူးခြားတဲ့အခါမှာဓာတ်မှန်ပြားကိုပြေးချလိုက်ပါတယ်ဓာတ်မှန်ပြားလေးကနေလူရဲ့မျက်နှာထွက်လာခဲ့ပြီးတော့ပိတ်မိနေတဲ့ပုံစံပြနေပြီးကောင်လေးဓာတ်မှန်ပြားကိုလာပြီးကြည့်တဲ့အခါမှာတော့ဘာမှမတွေ့တဲ့အခါမှာကောင်မလေးအမြင်မှားပြီးတော့ရှောက်ပြောနေတယ်လို့ထင်သွားခဲ့ပါတယ်။ကောင်မလေးကသူအမြင်မမှားတဲ့အကြောင်းထပ်ပြောပြနေပြီးနောက်ရက်လောက်နေတဲ့အခါမှာထပ်ပြီးတော့စစ်ဆေးကြည့်တော့နှလုံးခုန်လုံးတွေထွက်လာခဲ့ပါတယ်။အကုန်လုံးစစ်ဆေးဖို့တဲ့အစည်းအဝေးစုပေါင်းလုပ်ကြသလိုနှလုံးခုန်လုံးက၄ချိန်တစ်ချိန်လောက်အတုံလေးတွေဖြစ်နေပြီးတော့မှပြောရမယ်ဆိုလို့ရှင်တော့တစ်တုံးရဲ့အသက်ရှူနှုံးနေပါတစ်တုံးထဲမှာဝိညာဉ်ရှိနေပြီးဝိညာဉ်ဟာဘာပြောချင်လဲဆိုတာကိုရှာဖွေနေကြပါတယ်။သူဟာငါတို့ကိုဘာများပြောချင်တာပါလဲ။နေပေါင်း20လောက်ပိတ်မိနေရင်ငါလည်းဘာပြောချင်မလဲကျွန်တော်ကိုလှုပ်ပေးကြပါတဲ့။အဲစကားကြားတဲ့အခါမှာတော့အကုန်လုံးကထောက်ခံကြပါတယ်စစ်ဆေးဖို့လုပ်ကြပါတယ်မတ်ယူပြီးတော့စကားပြောကြပါတယ်ကျွန်တော်ကိုလှုပ်ပေးပါတယ်စမ်းတဲ့သူတွေပြောလိုက်တာကြောင့်ထွက်လာတဲ့အတွန်းနဲ့တစ်တုံးတွေကထွက်လာတဲ့အတွန်းဟာတူနေပါတယ်နောက်ဆုံးမှတော့တစ်တုံးကဘာပြောလဲဆိုတော့ကိုသိသွားခဲ့ပြီးဖြစ်ပြီးဒါပေမဲ့တစ်တုံးတွေကဝိညာဉ်ကိုဘယ်လိုထုတ်ပေးရမလဲဆိုတာပြဿနာဖြစ်နေကြတာပါတကြောင်ချင်းစီစဉ်းစားပြီးတော့မှအပြေထုတ်မယ်ဆိုတော့တနေ့လောက်ကြာသွားမှဖြစ်ပြီးအိမ်ပြန်ပြီးတော့3-4ယောက်လောက်တပြိုင်တည်းဆန်းသက်ဖို့လုပ်ကြပေမဲ့အစင်ကမပြေပြန်ပါဘူး။နက်စရာခေါ်ပြီးတော့မှဝိညာဉ်ခေါ်ပြီးတော့မေးမြန်းဖို့လုပ်ကြပြီးနက်စရာကိုယ်တွေကိုဝင်ဘူးတဲ့အခါမှာအကုန်လုံးကမတ်တက်ရက်လိုက်ကြပါတယ်။နက်စရာစီကနေအတန်ပြန်လာပြီးတော့မှအိမ်ကနေမှပဲအကုန်လုံးပျော်ရွှင်သွားကြပြီးတော့ကောင်မလေးကအတစ်တုံးကိုခေါင်းအောင်ပြီးတော့အိတ်လိုက်တဲ့အခါမှာကြောက်စရာဖြစ်ရကြီးဖြစ်လာခဲ့ပါတော့တယ်။မိတွေပိတ်သွားပြီးတော့မှခေါင်းလေးကနေအစတွေထွက်လာပြီးတော့ကောင်မလေးဟာတစ်သားလုံးရဲ့အိမ်မက်ကဘာလေးကိုရောက်သွားခဲ့တာပါ။မိန်းကလေးဆိုတော့ဘသူကသူမကိုခေါ်နေတာလဲတဲ့ကျွန်တော်ပါတဲ့တေတုံးလေးကသူပါတေတုံးလေးကသူဆိုတော့ဟုတ်တယ်တဲ့တေတုံးလေးကသူကပျော်ပျော်ရွှင်ရွှင်နဲ့ပဲကောင်မလေးကိုကြိုဆိုလိုက်ပြီးတော့လွန်ခဲ့တဲ့နှစ်20ကအကြောင်းတွေကိုပြောပြပါတယ်
မီရှိုအသက်ခင်ရတုန်းကတကူလုံးနာကျင်နေပြီးတော့မျက်လုံးတွေလည်းဝေဝါးကဝင်းကျင်ကတစ်တုံးလေးကိုရောက်ခဲ့တာပဲဖြစ်ပါတယ်။ကမာလီကရှင်းကိုဘလို့လွတ်လောင်လုပ်ပြီးလို့ရမလဲလို့မေးတဲ့အခါမှာခေါင်းလောင်းမိလာပြီးတော့လက်ရှိလောကတွေကိုပြန်ပြီးတော့ရောက်လာခဲ့ပါတယ်။အကုန်လုံးကိုအိမ်မက်ထဲကကိစ္စတွေအကြောင်းကိုပြောပြလိုက်တော့မျောလင်းချက်တွေမဲသွားကြပြီမဲ့အကုန်လုံးဟာကမာလီကိုအိမ်မက်ထဲကိုရောက်နေတော့အိပ်ပဲအိတ်ကိုင်းနေကြပါတော့တယ်။အကုန်လုံးလေးချင်းကနေလုံးနေကြပြီးတော့မှနီလန်တွေကိုစဉ်းစားကြရင်းနဲ့ကမာလီဟာအိပ်ပျော်သွားပြီးတော့တစ်တုံးလေးကသူ့နဲ့ထပ်ပြီးတော့တွေးလိုက်ရပါတယ်။တစ်တုံးလေးကသူဟာတစ်တုံးကိုမိရှုလိုက်မယ်ဆိုလို့ရှင်တော့သူထွက်လာလို့ရပြီလို့ပြောပါတယ်။အကုန်လုံးရောက်လာကြပြီးတော့တစ်တုံးလေးကသူ့ရဲ့သားတော်မှာပါနေတာဖြစ်ပြီးတစ်တုံးကိုမိရှုလိုက်တဲ့အခါမှာတော့ဝိညာဉ်တွေကထွက်လာခဲ့ပါတယ်။ဝိညာဉ်ဟာသားဖြစ်သူကိုဝင်ပူးပြီးအဖေဖြစ်သူရဲ့ဘဝဖြစ်စဉ်တွေကိုမြင်အောင်နေပါတယ်။အဖေဖြစ်သူရဲ့ဘဝအကြောင်းအကုန်မြင်ပြီးတော့ဝိညာဉ်ထွက်သွားပြီးအကုန်လုံးကိုလည်းနှုတ်ဆက်လိုက်ပါတယ်။နောက်ဆုံးတော့တစ်တုံးလေးကနေလွတ်မြောက်ပြီးတော့တွားကျင်တဲ့နေရာတွားလို့ရခဲ့ပြီပဲဖြစ်ပါတယ်။